ကဲဒီနေ့ကျမဘာလုပ်လဲဆိုတာပြပေးမယ်နော်ဒီကလေးလှုပ်ချင်တာကြားတာပြီဒါပေမဲ့လှုပ်လာတယ်တကယ်ချင်းတယောက်ကအော်ဒါမှာလို့ဒီမှာကြည်လိုက်မလုပ်တယ်ဆိုတာဒီမှာနှစ်တောင်ကလေးလှုပ်လာတာဒီဟာကရှင်းပြပေးစရာတစ်ခုရှိလို့ဒီဟာကကြည်နဲ့လှုပ်ထားတဲ့ဟာနော်ရှေ့ခဲတုန်းကဟာအခုခက်မှာဆိုတော့ကြည်ကအရင်ရှိလည်းမရှိတော့ဘူးအရင်ရှာပါသွားပြီအဲ့တော့ကျမကဝေနဲ့လှုပ်လာတယ်အဲ့ဒါကိုပြချင်တာကြိုက်တယ်လို့ရှိရင်မလုပ်ရပြီဆိုတဲ့ဟာကိုပြောပြတာကျမ10ခုလှုပ်လာတယ်10စုံလှုပ်လာတယ်ပြပေးမယ်ဒီမှာလက်ရလည်းအရင်လှတာနော်ကြည့်နော်သူကစက်ပါထိုးပေးထားတယ်နော်ဒီပုံစံတိုင်းလို့ရှင်တဲ့ကိုကြီးရေလို့တခြားနေရာမှာဒီလိုမျိုးစက်မထိုးပေးဘူးအပြောင်ကြီးပဲလုပ်ပေးကြတယ်လို့ပြောလို့သူကတတိတခြားလေးကိုလုပ်ပေးထားတယ်ဒီအတိုင်းလေးပဲလုပ်ပေးထားတယ်ဒီမှာကြည့်လိုက်ဒီဟာကအရင်ကကြည့်တော့မှဒါကငါးမှုကြော်လေးပဲရှိတယ်တဲ့နောက်ကိုလေးကြည့်ငါးမှုကြော်လေးပဲရှိတယ်ဒီဟာကငါးမှုနဲ့မရဘူးနော်ငါးမှုနဲ့မရဘူးဝိတာဖြစ်နေတဲ့အတွက်ကြောင့်သုံးပေးတော့ငါးပေးတော့ဆိုလို့ရှိရင်ပပလေးဖြစ်သွားတာနော်အဲ့တော့ဒီဟာကကိုပေးပါနော်ကိုပေးပါတဲ့အတွက်ကြောင့်ကိုပေးပါလေအဲ့တော့ထူလေးနဲ့အရန်လာတယ်ဒီမှာကြည့်ပေးကြနော်ကဲကြိုက်တဲ့လူဆိုလို့ကြိုက်တဲ့လူပါလို့ရအောင်ပြောပြတာနော်ပြီးတော့ကိုရိုးရာကိုအရန်တံပိုးထားတဲ့လူတွေပေးနေရမဆိုကိုရှိတိုင်းကိုရိုးရာနဲ့ပဲတက်ချင်တယ်ဆိုတဲ့လူကိုပဲလာမှာပြီးရင်တော့စေးကြည့်တယ်ဘာညာဆိုပြီးမှလာမပြောနဲ့မလို့လဲဆိုတော့ဒီဟာကငွေအစစ်နဲ့လုပ်ထားတာပြီးရင်တော့လက်ခတ်တော့မှဒီစစ်ဖြစ်တဲ့ဟာကိုသူကမတောင်းပေးရှာဘူးနော်ဒီငွေသားအရင်ကိုပဲသူကလုပ်ပေးတာတေးရှာလေးတိုင်းတဲ့ရှင်မလို့တိုင်းချီခိုင်းတယ်နော်ပို့ပေးပါတယ်အဲ့တော့ဘယ်လိုပြောမလဲ3သိန်းခွေးတော့ကြားတယ်ဒီတဆုံနော်3သိန်းခွေးတော့ကြားတယ်နော်အဲ့ဒါပြောပြတာလိုရှင်တဲ့လူရှိလို့ရှိရင်တော့မှာလို့ရတယ်နော်အဲ့ဒါခံပြောပြတာကဲဘာလို့မလဲဆိုတော့ကြည့်ပေးကြစမဝစ်ပေးကြည့်မယ်နော်လှလာမလှလာကိုတေချာလေးကဲရပြီကျမလှသွားပြီကဲသူများစီမှာခဏငှားတာထက်ကိုပိုင်ကိုတော့မိန်းကလေးအနေနဲ့ဖြစ်ယောက်ျားလေးအနေနဲ့ဖြစ်တာကိုဆောင်တင်းတယ်နော်အမျိုးတို့ရေတီလားဒါဝေတင်းတယ်နော်ဝေတင်းတယ်ဘေးနေရာရောက်အခုဆိုလို့ရှိရင်အရန်ခက်မိလာပြီလေနော်ကိုရိုးရတယ်နဲ့ပွေတက်မယ်တနေရာမှာသွားမယ်ဆိုလို့ရှိရင်တော့ဘယ်လိုပြင်ဆင်ရမလဲသူများစီမှာငှားတာထက်ကိုမှ ready ရှိပြီးမှတက်တာကောင်းတယ်ပြီးတော့